နိဗ္ဗာန်မသိရင်ဥစ္စေရဒိဋ္ဌိဖြစ်ပါတယ်နိဗ္ဗာန်မသိရင်ဒီချမ်းမှတ်ပါနိဗ္ဗာန်မသိရင်ဒါဖြင့်ဘုရားဘာသာရဲ့လို့ဘုန်းကြီးဓမ္မတွေလုပ်နေကြနိဗ္ဗာန်ဆိုတာဘာပါလိမ့်မလဲလို့ပြောရတဲ့အခါကျတော့ယုံနာတွေကုန်တာနိဗ္ဗာန်လို့သိကြသနာတွေကုန်တာနိဗ္ဗာန်လို့သိကြသနာကုန်လည်းဘာမှမရှိယုံနာကုန်လည်းဘာမှမရှိဘာမှမရှိတာနိဗ္ဗာန်လို့ယူလိုက်ပြန်လို့ရှိရင်လည်းဥစ္စေတာဒိဋ္ဌိပဲသွားပါမသွားကြဘူးဉာဏ်နဲ့သမာဓိဓမ္မတို့နိဗ္ဗာန်ဟောရတော့မယ်ဆိုတော့ဘုရားအထူးပဲရင်လေးအထူးပဲရင်လေးပါတယ်နိဗ္ဗာန်ဟောရတော့မယ်လို့ဆိုလို့ရှိရင်ရင်လေးပါတယ်ဘာကြောင့်ရင်လေးပါလဲလို့ဆိုတော့ဓမ္မတွေသိထားတဲ့နိဗ္ဗာန်ကမြို့ကြီးပြကြီးတို့သိထားပြန်တော့သတ္တရဒိဋ္ဌိမြို့ကြီးပြကြီးတို့သိထားပြန်တော့ဘယ်နဲ့ဖြစ်မြို့ကြီးပြကြီးဆိုတာထိုင်နေမြဲကိုထိုင်နေမြဲတဲ့ကိုမြို့ကြီးပြကြီးအနေနဲ့ဟောလိုက်ပြန်လို့ရှိရင်ဒါသတ္တရဒိဋ္ဌိပဲဒကာဓမ္မတွေဉာဏ်ပြေးသွားဘောပါကြသင်္ခါရတော့မှဉာဏ်မြင်လို့လည်းမရဘူးဆက်လုံးနော်ဒါကြောင့်လည်းရုပ်ရင်းနာရမရှိတာနိဗ္ဗာန်လို့ယူလိုက်ကြံတော့လေဘာမှမရှိတာနိဗ္ဗာန်ဖြစ်ပြန်တော့လေဥစ္စေတာတွေကြီးပဲသွားဟောကြယူညံပေါ်ရအဲ့ဒါလေးကတော့ဘယ်လိုပြုဖြစ်မယ်ဆိုတော့ကံဝခြင်းလို့ပေါ်လို့ခက်တယ်ခက်တာညာနာနဲ့ဆောင်းကြည့်ရမှာစကားခင်းကြတဲ့တော့ဖြစ်ပါလေနိဗ္ဗာန်မျိုးကြီးပြကြီးတို့ယူလိုက်ပြန်လို့ရှိရင်လေဒကာဓမ္မတို့ပါရိတိတဲ့သွားတယ်နိဗ္ဗာန်နဲ့ဒိဋ္ဌိနဲ့ဆိုတာကလည်းအမှန်ကြီးပါညာမသက်ရောက်လို့ရှိရင်အမှန်ကြီးပါတယ်ဆိုတာပေါ်ကြနိဗ္ဗာန်ကြီးဆရာတော်တွေကဟောပြပါတယ်နိဗ္ဗာန်ဆိုတော့ခန္ဓာသိနိဗ္ဗာန်သမာသိနိဗ္ဗာန်ဆိုတော့သနာရောခန္ဓာရောမရှိတာနိဗ္ဗာန်လို့ယူလိုက်ပြန်တော့ဓမ္မတွေကဘာမှမရှိတဲ့ပဲရောက်မရောက်ဘူးဘာမှမရှိတဲ့ပဲရောက်သွားပြန်တော့လေနိဗ္ဗာန်ဆိုတာဘာမှမရှိဘူးလေဆိုတော့လေဗာရိရှိပဲပြေးဥစ္စေရဒိဋ္ဌိပဲမပြေးဘူးလားဒါပြန်ကြရတဲ့နိဗ္ဗာန်ကိုကျင်တဲ့ပုဂ္ဂိုလ်ဟာအရန်ကိုကျင်နေတာဖြစ်ပါလိမ့်မယ်သတ္တရလည်းနားမလဲသတ္တရစိတ်တဲ့ပုဂ္ဂိုလ်ကသတ္တရဘက်ကိုမှန်ယူသွားရဲ့ဥစ္စေရစိတ်တဲ့ပုဂ္ဂိုလ်ကလည်းဘာမှမရှိတာဖြင့်ဘာမှမဖြစ်ချင်ဘူးဆိုတဲ့ခဏသမားကလည်းတန်ကိုချင်တန်ကိုမကန့်ကွက်ဘူးအဲ့ဒါကြောင့်ယနေ့နိဗ္ဗာန်ကိုဖြင့်ဘုရားဟောတဲ့နိဗ္ဗာန်ရှင်းရှင်းလင်းလင်းသိရတော့မယ်ဆိုတဲ့စာရှိတဲ့နိဗ္ဗာန်ကိုသိရနိုင်တယ်လို့မှတ်ပါပါသိရရှိတဲ့နိဗ္ဗာန်သိရနိုင်မယ်လို့မှတ်လိုက်သံဃာရှိတဲ့နိဗ္ဗာန်သိရနိုင်မယ်လို့ဆိုတာဓမ္မတွေသိသိချာချာမှတ်ပါနော်။အောင်ကိုဟောတော့တော့ဖြစ်သိချာခဲ့တယ်ပဲအပြောကမလဲလို့ဘုရားဟောနဲ့မစုံဘူးဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့မေးချင်တာမေးကြသတ္တရနဲ့ဥစ္စေတာတခုပဲသွားတာမသွားဘူးဟောတာသတ္တရပဲရင်တော့သွားရင်နော်ဥစ္စေတာပဲရင်ဟောတာဥစ္စေတာဆိုတော့ပြတ်သွားတယ်လို့ယူလိုက်တော့ဘာမှမရှိဘူးဆိုတော့ဗာလိတိပဲသွားဒီလိုကြီးဒုက္ခဆံနေမှာကွာဆိုတော့လေပေရိတိပဲသွားအဲ့ဒီအလေရှားသွားမှလည်းမှန်ရသဘောပါကြဒီညခုရှားသွားမှလည်းနိဗ္ဗာန်တို့မှာပဲဆိုတာသဘောပါလားဒါဖြင့်ဟောဒီညခုရှားကိုဆရာဘုန်းကြီးကဟောရတော့မယ်ဆိုတော့ခဏပြောခဲ့တယ်ယင်လေးတဲ့ဆိုတာတရားဓမ္မတွေရင်းကြဒီကတော့ယင်လေးမဟောတော့မရှိမ
ဟောရင်ဒီဓမ္မတွေတချို့ကသောကရာလေးကြီးပဲတချို့ကပါတချို့ကလည်းဒါကြောင့်နေရရှိရတဲ့နိဗ္ဗာန်ရောက်ပါအဲ့တော့အာဟုဘာတံကအဲဒီရှိတဲ့ပုဂ္ဂိုလ်သူကပြန်နိဗ္ဗာန်မရဘူးရနိုင်ပါနိုင်ကြီးနဲ့တောင်းလာတဲ့ဓမ္မတို့ဒါနပဲတရားပဲတဲ့ဘုန်းကြီးတော့မဟုတ်ဘူးဒါကခမောရမှာသက္ကရာဥစ္စေရရှိနေတော့ပြန်နိဗ္ဗာန်ရောက်လိမ့်မယ်လို့ဘုန်းကြီးတွေမကပါဘူးတဲ့။နောက်မျိုးရဘုရားလည်းဟောမှာမဟုတ်ပါဘူး။ဘာမှဘုရားလည်းသက္ကရာဥစ္စေရတခုညှိနေလို့ချင်းနိဗ္ဗာန်မရောက်ဘူးဆိုတဲ့ဥစ္စာသိချာဟောပါမဟုတ်ဘူးလား။ဟုတ်ပါဘူး။အဲဒီဟာနဲ့ဓမ္မတို့သက္ကရာဥစ္စေရလောက်ပြောကြနော်။လူကြီးမှပဏ္ဏသပါဠိတော်ဘုရားနဲ့အဲ့ဒီဝိသမေးတာရှင်းတိုင်းကနားထောင်နောက်ပိုင်းနိဗ္ဗာန်ပေါ်လိမ့်မယ်လို့မှတ်တယ်ဘုရားကအဖြစ်အဲ့ဒီဝိသပုံညာကမေးတယ်ရှင်းရလားဘုရားကဘယ်ဘက်ကနေရှင်းရတယ်အဲ့ဒီဝိသပုံညာကမေးတယ်အဲ့ဒီဝိသုကိုနိဗ္ဗာန်ဟောတဲ့ဝိသုကိုမှတ်တယ်ဓမ္မတွေဝိသုကဘာဟောတဲ့ဝိသုကနိဗ္ဗာန်ဟောတဲ့ဝိသုကိုဘုန်းကြီးကကြံပန်ဟောတာလားမေဇိမပဏ္ဏသပါဠိတော်မှာဘုရားနဲ့ပုံနာတို့အခြေတင်လို့နိဗ္ဗာန်ပေါ်လာတာလားဆိုတာလည်းစဉ်းစားဘုရားနဲ့ပုံနာနဲ့အခြေတင်ပြောဆိုလို့နိဗ္ဗာန်ပေါ်လာတာလို့သိချင်မှာအနန္တအနန္တအနုကြီးတဲ့ဒါနဲ့သာသီရေတော်ကျောင်းတော်မှာတရားရှင်ကိုရမကြီးသတင်းသုံးတိကလာနေတော့ဝိသငယ်ဖြစ်တဲ့ဘုံသားတယောက်လာပါတယ်အဲဒီဝိသဆိုတဲ့ဆရာကဓမ္မတို့ဘုံသားအနံမယ်လို့မှားလိုက်တာပေါ့ဗျာတရားနဲ့တွေ့တဲ့အခါဒီတော့ဒီကလာအနာပတ်သံဃာပတ်ကိုပြောပြီးချမ်းမယ်မသိတာမေးရည်ဘုရားလို့ကြောက်မသိတာမေးရည်ဘုရားလို့ကြောက်တဲ့အခါကျတော့အေးကွာမေးတာပေါ့အဲ့တော့ဘုရားရှင်ကိုရမေကြီးမေးလိုက်အရှင်ဘုရားဒီဒုတိယကွာယုံနာနေကြဓမ္မနော်ဒုတိယကွာဘာလဲအနန္တဘာယုံနာတစ်ပါးလည်းမဟုတ်ဘူးအနန္တဘာယုံနာတရားတွေလို့ဆိုရင်ရောပါမလားဒါကိုဓမ္မတို့ဒီတရားဝိညာဉ်နာယုဘာရဏဖသဝေနာပိုင်းယုံနာမရှိအဲ့ဒါကိုရှင်းတာတော့ကတော့လောကလို့သုံးယုံနာကိုဘယ်လိုသုံးတာလဲဓမ္မတွေကလောကထဲမှာကွာမသုံးရဘူး။ငါပြောတာပဲခင်ဗျားတို့လောကက။သဘောကျ။အဲ့လိုဒါဓမ္မတွေကမှတ်လို့ဝိညာဉ်ဆိုတာစိတ်ပြိဋိစိတ်နာယုဆိုတာကုဏသားရတာတောက်စီတဲ့နာယုသာရဏကမျက်စိနာနာကောင်းလဲရစိတ်ပြိဋိစိတ်မှာဆိုဘုဒ္ဓိစိတ်ကိုဆိုပါတယ်။သာရကဒုတိယဝေဒနာခံစားတာအတူတူဖြစ်တာတွေကိုမှတ်အခုတရားနာနေတာဒီနာမှုအပေါင်းနဲ့နာနေကြတယ်။ဘောကြ။အခုတရားနာနေကြတာဒီနာမှုအပေါင်းနဲ့နာနေကြတယ်။သဘောပါကြ။တရားနာနေတာဘယ်လိုမျိုးလို့ရှင်းဖြင့်နာယုတ်ကလာနာဖသဝေဒနာလို့ပြောကြပါတော့။တရားနာနေတာဘယ်လိုပါလဲ။ဝိညာဉ်ဘာလို့မထည့်ရုံနဲ့တော့ဝိညာဉ်ကပြိဋိဝိညာဉ်ကိုပြိဋိစိတ်ကပြီးခဲ့ပြီးချုပ်တယ်။သာရဏတွေကဝိညာဉ်ကိုယ်သာယူမနာရဏကိုယ်သာယူတော့တယ်လို့မှတ်လိုက်တာပေါ့ဗျာနော်ဓမ္မတို့ဟောရမယ်ဆိုဘိက္ခာလည်းဆက်ကြည့်ရသေးတယ်တရားပြုံးနဲ့ကဟောလို့မရပဲဖြစ်အဲဒီဓမ္မတွေမှာနာနဲ့ရုပ်ကိုရှိရတယ်မျက်စိနာနာကောင်းစရာစိတ်ကောဘာသာဆိုတဲ့တွေ့ရတဲ့ဘောခံစားရတဲ့ဝေဒနာသုံးမျိုးကောအဲ့ဒါဒီတဲ့ယုံနာလောကလို့ဖတ်လိုက်တယ်။အခုတရားနာနေကြတာဒီလူတွေလုံးမဲ့နာယောပါရဏဖတ်တာဝေဒနာတွေပါဗျာ။ရှင်းည
တရားနာနေတာဘယ်လိုပါလဲနိုင်ရုပ်လည်းပါနော်သာရဏဆိုမျက်စိနာမျက်စိရုပ်နားရုပ်နှာခေါင်းရုပ်တရားရဲ့ကိုယ်ရုပ်တွေရောမနာရဏဆိုတဲ့စိတ်ရောဒီနေ့ကလည်းဖြစ်တဲ့ဖတ်တာရောတရားနဲ့နားနဲ့တွေ့ရတာဝေဒနာကိုဆရာဝန်ရတာကောင်းတယ်ဆိုရဲဆိုတော့ဝေဘာနဲ့ဝေဒနာရောပါဘူးဒါပြန်ကိုတရားနာနေတာဘယ်သူပါလဲမလို့မေးတော့နာယုတ်သရဏဖတ်တာဝေဒနာရှင်းရဒါကပါဟောလိုက်တာတော့မေးတဲ့အခါကျတော့ဒကာတော်မတွေမှတ်လိုက်တရားနာနေတာယောက်ျားမပါမိန်းမမပါသိအောင်လို့ခေါ်လိုက်တာယောက်ျားမိန်းမပါသေးဘယ်လိုပါလဲညာရှင်းကြအဲဒိဋ္ဌိချုပ်ပြတာပါတဲ့ဘယ်လိုလဲမဟုတ်ရင်ဒီမာယသရဏဖတ်တာဝေဒနာဟာဒကာဓမ္မတို့ဒါလေးကတရားနာနေတယ်ဆိုတော့သိကြပါလားသိပါဘူးယောက်ျားရဲ့မိန်းမတွေနဲ့ဒီထဲမှာအခေါ်ရပါတဲ့အရှိကဒါပဲမှတ်လိုက်တော့အခေါ်ရယောက်ျားတွေပါတယ်တရားနာတယ်မိန်းမတွေပေါ့အရှိကတော့ပြန်ပါပါလိမ့်ဒါကဆရာဘုန်းကြီးကတရားမှန်ကြီးရှင်းဖို့အကုဝိသမဟောမီရှင်းဖို့ကာလ၌ဘုန်းကြီးရဲ့ဓမ္မတွေဘာလို့လိုက်တာတုံးဆိုတော့ဒိဋ္ဌိခွာပေးလိုက်တာရှင်းမလားယောက်ျားပါလေလားမိန်းမတွေရောပုဂ္ဂိုလ်တွေရောသတ္တဝါတွေရောဘာတွေလဲဒါရီတရားနာနေတယ်ဒါရီတရားနာနေတာပြီးတော့ဘုရားဓမ္မတွေနိုင်တဲ့ဒိဋ္ဌိပြုတ်ပါတယ်ငါတရားနာတာမဟုတ်တော့ဘူးငါရုပ်တလို့သာရဏိသတ္တိဝေဒနာသိကြကြတရားနာနေတာဒီယောက်ျားတွေကမိန်းမတွေကပုဂ္ဂိုလ်တွေကသတ္တဝါတွေကမေးရမနဲ့ဖြေကြဘယ်လိုပါလဲကဒါဖြင့်ဘာသစ္စာဒုက္ခသစ္စာကတရားနာပေါ်ကြဒုက္ခသစ္စာတွေတရားနာနေကြတာဒါတော့ပုဂ္ဂိုလ်သတ္တဝါပြစ်မပြုတ်ဟုတ်ပြီဒါကတဲ့တရားဓမ္မတွေပြောဆိုနေတာတရားနာတဲ့တရားနာရမှတ်တဲ့ဒိဋ္ဌိပါမှာဆိုလို့ဖွာပေးနေတာလို့ကဖတ်လိုက်ပါတော့နော်။ကြွားကြတာဒိဋ္ဌိ။ယောက်ျားရဲ့မိန်းမတွေတရားနာနေတာလားနာယုတ်သလနာဖတ်တာဝေငါလို့လုပ်နေတာလား။ရှင်းကြ။နာမပိုင်လည်းခင်ဗျားတို့ဒီလိုမလားနိုင်ဘူး။ရုပ်မပါလို့ရှိရင်လည်းဒီကျယ်ဒီမြောက်။ဒါဖြင့်နာငါသံဃာရဲ့ရုပ်ကလမ်းပြီးကြလားဒီရောက်လာကြ။ဟောကြ။မျက်စိကလမ်းကြည့်ခဲ့ကြသေးလား။အရဟတသနာကြောင့်ရောက်တယ်ခင်ဗျာ။ဟုတ်ဘူးလား။အဲ့ဒါကလည်းဘယ်လိုဒီလမ်းပေါ်မှာခြေတော်ဖေးနဲ့ဖြီးမှန်းသိကြရဲ့။အရဟတလည်းပါတယ်။ဒီလမ်းကချောတယ်ဒီလမ်းကမချောဘူးလို့ကလမ်းမှာဝေဖန်ကြဘူးလား။ဒါကြောင့်ဝေဒနာလည်းပါတယ်။မပါဘူးလား။ဒါပေမဲ့တရားနာလာကြတာဘယ်သူတွေလုံးမေးရမနဲ့ပြကြဖတ်တာဝေဒနာရှင်းတော့ဒါသာသူသင်ကြတာလားခဏလို့ခန္ဓာမှာလာတော့ဒါတွေအသုံးပါတယ်ဆိုတော့သိအောင်လို့ခေါ်လိုက်ခြင်းဖြစ်ပါတယ်ဘောပါရသံဃာနိုင်တော့ဆရာဘုန်းကြီးကနိဗ္ဗာန်ဟောမယ်ဆိုပြီးကြလားသူသူ့လိုချက်လုံးကကြီးကြံတိုင်းနေပြန်ပြီလို့သင်ရင်လိုက်ကြလိမ့်မယ်နော်မသင်ရပါနဲ့တဲ့ဒီဟာကိုမူကျဲပြီးကြတာနိဗ္ဗာန်ဟောရဘောပါရနောက်ကဓမ္မတွေညီနေရလားမညီရခင်ဗျားတို့ဝေထားတဲ့စက်ကူစာရွက်ကိုပြန်ကြည့်ဒါနဲ့ဒီဝိညာဏရောသရဏဖတ်တာဝေဒနာတွေဒီတရားနာနေလေဆိုတော့သူတို့ပဲသူတို့အလုပ်ပဲဆိုတာပေါ်ကြဟောဒီဓမ္မတွေဘယ်ရောက်လာပြီးတရားနာကြသလုံးလို့မြဲတဲ့အခါကျတော့ခင်ဗျားတို့အမြင်ကတော့ပြောမှာပဲဒီမှာတော့ကြပါပဲဆရာပြောကြမဟုတ်ပါဘူးဒီနာတော့ကြလာတာမဟုတ်ပါဘူးဓမ္မတွေနောက်တော့မသိတဲ့အဝိဇ္ဇာဘယ်ရောက်လာပြီးတရားနာကြသလုံးလို့မြဲတဲ့အခါကျတော့ခင်ဗျားတို့အမြင်ကတော့ပြောမှာပဲဒီမှာတော့ကြပါပဲဆရာပြောကြမဟုတ်ပါဘူးဒီနာတော့ကြလာတာမဟုတ်ပါဘူးဓမ္မတွေနောက်တော့မသိတဲ့အဝိဇ္ဇာဘယ်ရောက်လာပြီးတရားနာကြသလုံးလို့မြဲတဲ့အခါကျတော့ခင်ဗျားတို့အမြင်ကတော့ပြောမှာပဲဒီမှာတော့ကြလာတာမဟုတ်ပါဘူးဒီနာတော့ကြပါပဲဆရာပြောကြမဟုတ်ပါဘူးဒီနာတော့ကြလာတာမဟုတ်ပါဘူးဓမ္မတွေနောက်တော့မသိတဲ့အဝိဇ္ဇာဘယ်ရောက်လာပြီးတရားနာကြသလုံးလို့မြဲတဲ့အခါကျတော့ခင်ဗျားတို့အမြင်ကတော့ပြောမှာပဲဒီမှာတော့ကြလာတာမဟုတ်ပါဘူးဒီနာတော့ကြပါပဲဆရာပြောကြမဟုတ်ပါဘူးဒီနာတော့ကြလာတာမဟုတ်ပါဘူးဓမ္မတွေနောက်တော့မသိတဲ့အဝိဇ္ဇာဘယ်ရောက်လာပြီးတရားနာကြသလုံးလို့မြဲတဲ့အခါကျတော့ခင်ဗျားတို့အမြင်ကတော့ပြောမှာပဲဒီမှာတော့ကြလာတာမဟုတ်ပါဘူးဒီနာတော့ကြပါပဲဆရာပြောကြမဟုတ်ပါဘူးဒီနာတော့ကြလာတာမဟုတ်ပါဘူးဓမ္မတွေနောက်တော့မသိတဲ့အဝိဇ္ဇာဘယ်ရောက်လာပြီးတရားနာကြသလုံးလို့မြဲတဲ့အခါကျတော့ခင်ဗျားတို့အမြင်ကတော့ပြောမှာပဲဒီမှာတော့ကြလာတာမဟုတ်ပါဘူးဒီနာတော့ကြပါပဲဆရာပြောကြမဟုတ်ပါဘူးဒီနာတော့
ယခုနောက်ဘဝကပြည့်ပြည့်တဲ့ဘုံညာဝိသင်္ခါရကြောင့်ဒီဘဝမှာခဏပြောခဲ့တယ်နာယုတ်ကလန္နာဖတ်တာဝေနာပေါ်တာပါဒီကလာခဲ့ကြတာပါအတိတ်ဘဝကလာခဲ့ကြရင်းနေလားဘယ်လာခဲ့ကြလဲအတိတ်ဘဝကဝိဇ္ဇာသင်္ခါရပြုလုပ်ချက်ကြောင့်တတိယဆိုဒီဘဝနာယုတ်ကလန္နာဖတ်တာဝေနာပေါ်ပါတယ်ဗျာမရှင်းလို့ညကျတော့ခဏတော့ဘယ်လာခဲ့လုံးဆိုတော့ဝိဇ္ဇာသင်္ခါရကလာခဲ့တယ်ဖြစ်ဖြေလိုက်တော့ဓမ္မတွေလည်းလာခဲ့ကြကိုယ်ရလာတာဆိုတာရောက်ပြီးသားပြောတကယ်လာရဲ့စင်စိတ်ကိုမေးတော့ဝိဇ္ဇာသင်္ခါရကလာခဲ့ရင်းနေလားဘယ်လာခဲ့ကြဒီနေ့ကျေနပ်လားဓမ္မတွေမသိတာကဝိဇ္ဇာလာရရဲ့သင်္ခါရဘာကြမသိတာကတွေ့တာကအဲဒီကလည်းဝိညာဉ်နဲ့သလနာဖသဝိညာဉ်ဖြစ်တယ်ဆိုတာမသိရဘူးလားဒါဖြင့်ဓမ္မတွေအတိတ်ဘဝကနာမများဖြစ်ခဲ့ပါလေဘုရားဆိုရဗာမရရှိသေးရဲ့ဘာမှမဖြစ်ခဲ့ဘူးသစ္စာမသိရဝိဇ္ဇာနဲ့သင်္ခါရဖြစ်ခဲ့တယ်ခန္ဓာထဲမှာတော့ကြဘာဖြစ်ခဲ့လဲအဲဒီတို့ရဲ့ဝိဇ္ဇာသင်္ခါရကြောင့်ဒီဘအရေးဝိညာဉ်နဲ့သလနာဖသဝေနာဖြစ်ပါတယ်ဆိုတာကြည်ရင်လည်းတော့ကြခင်ဗျားတို့ဒီဘမှာတရားရမှာဘုရားလာပြီးဖန်ဆင်းလို့ဒီလိုရတော့ခုတရားနာတဲ့ဝိညာဉ်နဲ့သလနာဖသဝေနာဖြစ်တာလားဝိဇ္ဇာသင်္ခါရကြောင့်ဖြစ်တာလားအပြင်ဒါကဘာခေါ်ရပါလဲလို့မေးတော့မှယုံသားချင်းဆောက်ရဝိရိကိတာပါလေနာဂရနဲ့လာလို့ဒီရောက်လာပါလိမ့်မလို့လို့ကိုယ့်အကိုတန်ရဖြစ်မှာဆိုလို့မသိတဲ့ဝိဇ္ဇာကြောင့်ပြုကျင်တဲ့ကုသိုလ်တွေပြုလို့ရောက်တယ်လို့ရောက်လာတဲ့ဒုက္ခသစ္စာခန္ဓာကြီးပေါ်လာရှင်းညဒါပေမဲ့နောက်တော့လာဖို့ခြင်းမှာဓမ္မတွေဒီထဲမှာမတူရဘူးဘယ်လိုရတယ်ယခုကလည်းနေကြတော့ဒါကဘာဟောလိုက်တာလို့ဆိုတာကိုရေးမိဝိသိကိစ္စပတ်လိုက်ရှင်းမလားညောလောကခင်ဗျားတို့လာရင်အကြောင်းကျိုးဆက်ပြတာလားလာရင်အကြောင်းနဲ့ယခုရတာကအကျိုးဆက်ပြဘောပါတော့မိသားစုနဲ့ဒကာမတင်ရှင်းမလားဒီတို့ပြောတာမှာခင်ဗျာရှင်းမလားရှင်းပြီအဲဒီဓမ္မတွေလက်ကြည့်မှန်တယ်ဩဇာမှာနိုင်ငံရေးကပါတာနဲ့ဟမ်ဒီနေရာတော့လေပိတ်ပြောနေအဲဒီနေရာဓမ္မတို့ခင်ဗျားတို့ငါတို့ဘယ်ကနဲ့လာခဲ့ပါလိမ့်မလို့ဆိုတော့သိလားအတိတ်ဘဝကဗာနဲ့လာခဲ့တာယခုတော့လူဖြစ်နေရောက်လာကြတာလားနတ်ဖြစ်နေရောက်လာတာဗြဟ္မာဖြစ်နေရောက်လာသလားမထုံနဲ့လူပုံပေါင်းကြည့်ပါလားခင်ဗျားတို့ကျန်သမှုရိပစ္စဘာလူနဲ့ဒီအောင်ဘုံကံဖန်ဆင်းပြီးတို့လူခေါ်ကြလို့လူဖြစ်ရဒီဘက်ကကျတော့မခေါ်ကြသင်ရတော့သူတို့လည်းဓာရလာတာခဏတော့ဓာရလာလို့ဒါဖြစ်တာသဘောကျတို့တော့သမုဒိပ္ပံကိုပုံကံခွဲပြီးလူရယ်နွားရယ်ကျွဲရယ်ဆွဲတာလာပုံရင်းကတော့ဘယ်နဲ့နေရပုံရင်းကအတူတူပဲဆိုတော့သိကြပါလားဒါကြောင့်ဓမ္မတို့ဒီတောင်းတစ်ခုကြောင့်ဒီကျိုး၅ခုဖြစ်တာပဲသိကြကြဒီကြောင်းတစ်ခုကြောင့်အတေကြောင့်တစ်ခုကြောင့်ပြစ္ဆုတ်ကံကျုပ်ငါတို့ဖြစ်တယ်ဆိုတာသိကြလားဒါနဲ့နောက်ကငါဖြစ်ခဲ့ပါလိမ့်မယ်ဆိုတာရှိသေးရဲ့နောက်ကငါမသိတဲ့ဝိဇ္ဇာနဲ့သင်္ခါရသာလုပ်ခဲ့ရှင်းမလားဒီခုကငါရောက်ကြနိုင်မှလားမေးတော့ဘယ်နဲ့ကြည့်ကြဘယ်လိုပါလဲရှင်းမလားဒါဖြင့်ဒီကြောင်းနဲ့ဒီကျိုးကဆက်ပလားဆ
ဟုတ်တယ်ဆိုတော့သူများဖန်ဆင်းတာဆိုတာဟုတ်တယ်ဝိဇ္ဇာသင်္ခါရတွေအလုံးကြောင့်ဒါပေါ်တာရှင်းမလားအဲ့တော့ဘာတော့လိုက်တဲ့သင်ကြဒီကိစ္စပါလိုက်ဟောဒီကြောင်းနဲ့ဒီကျိုးဒီဆက်ကလေးကိုကြားလိုက်တဲ့ဒီဆက်ကလေးကသမညဆက်လို့မဟုတ်ပါနဲ့ဒီကြောင်းနဲ့ဒီကျိုးဆက်တယ်လို့ပြောဟောရဒီများရပါလေဓမ္မတို့အတိတ်ကြောင်းနဲ့ပြစ္ဆုတ်ပါအကျိုးဆက်တယ်ဘယ်လိုမှဖန်ဆင်းမှာမဟုတ်ဘူးရင်းနေကြလားအကြောင်းကြောင့်အကျိုးပေါ်တယ်သဘောပါရအကြောင်းကြောင့်အကျိုးပေါ်ရှင်းပြီနော်အဲ့ဒါအတိတ်ဘဝကငါပါလိမ့်မယ်ဆိုတော့အကြောင်းဒီကုသိုလ်ကံကဘာပါလိမ့်မယ်မေးတော့အကျိုးဝေဒနာကနာယုသရဏဖသဝေဒနာပဲအကြောင်းဝေဒနာကဝိဇ္ဇာသင်္ခါရပဲရှိသဘောပါကြဘာဝိဇ္ဇာဖြင့်ဓမ္မတို့ဒီရည်ပြေသွားပြီမသိသေးဘူးဒီလိုတရားနာနေတာဘယ်လိုလုပ်နေလဲပြန်မေးတယ်အားရရကြမ်းမိမတရားနာနေတာဘယ်လိုလဲရင်းနေတာဒါကသိပါလေဒီတရားတွေကနာယုကရဏဘောဓဝေဒနာဝိညာဉ်အလိုလိုပေါ်လာလဲဒီကြောင့်အခုပြုရတာလားရှင်းပြီဒါကြောင့်အကြောင်းကြောင့်အကျိုးဘောပါရအကြောင်းကြောင့်အကျိုးအကြောင်းကြောင့်အကျိုးဆိုတဲ့ဓမ္မတို့ဒါတရားလည်းမဟုတ်ဒါပြမာလည်းမဟုတ်ဒါသာဝရလည်းမဟုတ်ဒါကောလည်းမဟုတ်ဘောရဓမ္မမလည်းမဟုတ်ဟုတ်ကြဝိဇ္ဇာသင်္ခါရဝိဇ္ဇာသင်္ခါရကြောင့်ဝိညာဉ်နာယုသလနာဖသဝေဒနာဖြစ်တာပဲရှိတယ်ဒါကုသဘာဝမဟုတ်လားဒါဒုက္ခလားဟုတ်လားအတိတ်ကြောင့်ကြောင့်ဒီသုခအကျိုးဖြစ်တယ်အဘောပါရအတိတ်ကြောင့်ကြောင့်ဒီသုခအကျိုးဖြစ်တာလေရောရောတွေကမမတွေကမဲဟုတ်ပါဘူးဝိညာဉ်ဒါတွေရောကြောင့်မပါလေဒီဘဝမှာရောကြောင့်မပါဘူးဒါတွေပဲလို့သိရင်သိသွားနာမရလာပါလိမ့်မယ်လို့တန်ရရှိရဲ့ဝိဇ္ဇာသင်္ခါရပြုလုပ်တာဆိုတာပေါ်ရည်လားပေါ်တယ်ပြန်ဝိသိကိစ္စမသေးသေးဘူးလားနာမရလာပါလိမ့်မလို့ဆိုတော့တန်ရဟာရှိသေးရဲ့ဒါဖြင့်တန်ရမရှိတော့ဘုဝိသိကိစ္စသေးတယ်ဖြစ်ပေါ်နေတာတွေပြည့်ရန်တော့ဒိဋ္ဌိပြီဒိဋ္ဌိဝိသိကိစ္စသေးတယ်တရားနာတော့မကြသေးပါဘူးတရားဓမ္မတော့ဝိနိုင်ဝတ်မရှိသေးပါဘူးပါသေးပါအဲ့ဒီဝိရိယပြေးနော်အဲ့ဒါကိုဝိသုဒ္ဓမတရားကြားရတော့ဖြင့်ဘုရားဓမ္မတို့သောတာပန်အနေစားဖြစ်ပြီးရေးလိုက်ဘောကြဘုရားနာရနိုင်ဝံပြေတယ်ခင်ဗျားတို့ဘာဖြစ်တယ်ရှင်ဒါနကြောင့်ဖြစ်တာလားသိမှုကြောင့်ဖြစ်ဒီလိုကြောင့်ဖြစ်တာလားဘာပါလဲပေါ်ကြဒါနကြောင့်ဖြစ်တယ်လို့မဆိုပါနဲ့သိမှုကြောင့်ဖြစ်တယ်ဘောပါဒီလိုကြောင့်ဖြစ်တာလားမေးဘာပါလဲဟောတာပြဒကာဓမ္မတို့သိမှုဆိုတာညာပဲရှင်းရသိမှုဆိုတာဘာပါလဲညာပဲဆိုတာသိကြပါလားအဲ့ဒါသောတာပန်ကလေးညာဟုတ်တယ်ဒီနေ့သောတာပန်လေးညာမရသေးဘူးလားရှင်းသွားလားဒါပြန်ဒီလိုဝိသေသသေဘာဝရမေဒကာဓမ္မတွေဘယ်နဲ့ဖြေကြအသိဉာဏ်နဲ့သေတာအပွားဉာဏ်နဲ့သေတာမဟုတ်တော့ကြောင့်မဟာသောတာပန်မဖြစ်သောတာပန်လေးသိဖို့ခြင်းနည်းနည်းအလားတူဖြစ်တာနဲ့သုရသောတာပန်လို့ပြောလိုက်တန်လည်းဘဝမမြတ်လိုက်ပါနဲ့လို့ပြန်ကန့်ွယ်ဘုရားကြသုရသောတာပန်အောင်ဖြစ်လို့လားဒိဋ္ဌိနာဝိသိကိဒီဘက်ဒီတော့ဒီကျိုးသက်တာသိရင်ဝိသိကိသိအကျိုးနဲ့ပုဂ္ဂိုလ်သတ္တဝါမပါလာသိရင်ဒိဋ္ဌိသိဟုတ်လားအဲ့ဒါမျိုးဝိသိကမသိဘူးလားဘာတော့ပါဘာဖြစ်တရားနာနေရင်ဖြစ်တာလို့မှတ်လိုက်ဒီလိုသောတာပန်ဒီ
သေလိချမ်းနဲ့နိုင်အတိမြဲလားလို့မဲအခါကျတော့ဝေဒနာပါရင်သမာလာလိမ့်သမာလာရင်ဥပါဒမလာဘူးဗျဥပါဒမရင်ဓမ္မဘဝလာလို့ရှိရင်သာတိတဲ့အပေလေးပါဖြစ်နိုင်သေးတယ်ဖြစ်နိုင်တယ်ဒါကြောင့်ခလေးနဲ့ဒီများပြောနဲ့အများတို့ကဒီလိုတော့ပြန်ပေရတဲ့ဒီဘဝတော့သုရသောတာပန်ဖြစ်ပြီလို့ပြန်မပြောပါနဲ့မဟာသောတာပန်ပြောင်းသွားလိမ့်ယင်းကြီးသုရသောတာပန်နဲ့ကျင့်တတ်ကြပါကျေဘုရားကကြည်ပါလားခင်ဗျာဟမ်ဒါဖြင့်ဓမ္မတော့အဲ့ဒါအမတန်ရေးကြည့်ပြီးတယ်လို့ဒီနှစ်ခုဆက်လိုက်ပါလေဒီတေဝဝိရိဒတေဝပြောပါနော်ရှင်းတာအဲ့ဒီဝိတ္တဇတ်ထုတ်ကိုအများလို့ဒီချာချာဟောပါတော့မယ်နိဗ္ဗာန်ကိုဟောတဲ့ဝတ္ထုကိုဟောလိုက်ချင်ဘာဟောတဲ့ဝတ္ထုပါလဲနိဗ္ဗာန်ကိုဟောတဲ့ဝတ္ထုလို့ဒေတာမှဘယ်လိုဟောတာလဲမေးမယ်သူ့လိုလိုဟောတာလားမင်းကြီးလိုဟောတာဒါဖြင့်မသိတဲ့ပုဂ္ဂိုလ်ကဟောနေတာလားနိဗ္ဗာန်မြင်ပြီးတဲ့ပုဂ္ဂိုလ်ကဟောတာဒါဖြင့်သိကြတော့နိဗ္ဗာန်ကြောင့်ရှင်းမှာသဘောပါနိဗ္ဗာန်မြင်ပြီးတဲ့ပုဂ္ဂိုလ်ကဟောတာနော်ရောက်ပြီးတဲ့ပုဂ္ဂိုလ်ကမဟောနိုင်ရင်းကြည့်မြင်ပြီးတဲ့ပုဂ္ဂိုလ်ကတော့ရောက်ပြီးတဲ့ပုဂ္ဂိုလ်အဲ့ဒါလည်းခွဲတာလေးတဲ့ဒါလည်းခွဲတာမှဖြစ်မှာနမလည်းရင်နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်ပြန်လာတယ်လို့ပြောမှခင်ဗျားတို့သဘောပါရရလားဒါပြန်အခုဟောတဲ့ဘာမှမြတ်စွာဘုရားကြီးဒီကရမတို့နိဗ္ဗာန်ရောက်သွားပါလားမြင်လို့ဟောနေတာမြင်လို့ရောက်သွားရင်ဟောနိုင်ပါရောက်သွားလို့ရှိရင်ဒီကရမတို့ယုံနာပါသုံးရင်းသွားတယ်ဆိုဟောနိုင်တယ်ဒါဖြင့်ရမဏကြီးဘယ်ချိန်နိဗ္ဗာန်ဟောတော့ပါလိမ့်မလို့လို့မဲတဲ့အခါကျတော့ဒီကရမတို့ပြိဋိဘံမတန်ရင်ဟောသွားရှင်းမလားနိဗ္ဗာန်ဘယ်ချိန်ဟောပါလဲသာနာပုဂ္ဂိုလ်ကခင်ဗျားတို့လာဟောရဲ့ဒါဖြင့်ကနိဗ္ဗာန်မြင်ရတဲ့ပုဂ္ဂိုလ်ကဟောတာလို့မှတ်လိုက်ရောက်တဲ့ပုဂ္ဂိုလ်ကဟောတယ်လို့မယင်နဲ့ဟုတ်တယ်နည်းကကတာဒီတိုင်းမှာမှန်သဘောပါကြပါလားနိဗ္ဗာန်ရောက်ပြီးတဲ့ပုဂ္ဂိုလ်ကဟောနိုင်သလားမြင်တဲ့ပုဂ္ဂိုလ်ကဟောနိုင်တယ်ဟောကြပါလားနိဗ္ဗာန်တဲ့ပုဂ္ဂိုလ်ကဟောတော့ပါမြင်တဲ့ရောက်တဲ့ပုဂ္ဂိုလ်ကသဗ္ဗညရံဟောတယ်လို့ဆိုတော့နိုင်ရုပ်သိသွားလို့အပန်းဓမ္မတွေပြီးတယ်ရုပ်တယ်ဟောတယ်နဲ့စိတ်ကလည်းမရှိတော့အပန်းရုပ်ကဖြစ်ပါဦးအဲဒီယောဂီကပုဂ္ဂိုလ်ကနိဗ္ဗာန်မဟောနိုင်မြင်တဲ့ပုဂ္ဂိုလ်ကဘောပါကြဒါဖြင့်ဒီဥစ္စာဟာဝရဏကြီးခံစားရဟောတာလားဟုတ်လားဝရဏကြီးဒီကားလို့နိဗ္ဗာန်ရတာကိုသူတရားဉာဏ်ပြီးကြတာဟောတာလို့သိသိချာချာပေါ့ရောက်ပြီးကြတာဟောတယ်လို့ဒီကနဲ့ဟောကြနိဗ္ဗာန်ကိုဉာဏ်ဉာဏ်များတော့လေဘုရားမင်းတို့ကဆန်းတာဓမ္မအဲ့ဒါမင်းတို့ကတော့မသိဘူးလားဒီလိုမြင်တာရင်းနေလားဒီဟောတော့မင်းတို့ကမင်းရဲ့ခိုင်လေးလောက်ကြတဲ့ဒီညဓမ္မတွေကဒါတော့အာသူဒီကားတဲ့သင်ချင်းသေသေးချာချာမြင်ပြီးပြောတာဘာကြသေသေးချာချာပြောရင်တော့လေအတန်နိုင်ရုပ်ချုပ်လို့မဟောနိုင်ဟောနိုင်မှာဒါဖြင့်ဒီကိုယ်တော်ကြီးတတ်ပြီးတော့ခင်ဗျားတို့သိကြတယ်မြင်ပြီးကြတယ်ဟောတဲ့ကိုယ်တော်ကြီးဘောပါမြင်ပြီးဟောတဲ့ကိုယ်တော်ကြီးဆိုတာရောသဘောပါပြီနော်ခိုင်းကြရင်အဲဒီဝိသမဲတာဘုရားစရှင်းအဲဒီဝိသဘုရားမဲတယ်ဘယ်ကံကရုဏာရေးသားပြီးဒီကံကြောင့်ကြရင်ဆုံးနေတော့ရှင်ကလုံနံတော့တာကြီးဟာဒါကုမို့လား
ဒီငါးခုကတော့ယုံနာလောကပဲ။ဘာမှယုံနာမရှိဘူး။ယုံနာလောကကြီးဟာရှင်ဘောမှာမြဲလားနေလိုက်။စမဲတဲ့စကား။ဘာလဲလဲမရတော့မှအဲ့ဒီဝိချာကမဲလိုက်တော့ဒီလိုမမေးပါနဲ့ကွာလို့ဘုရားကဖြေလိုက်တာ။ရဲတယ်လို့ရဲရဲ့ကျင်သူသက္ကရာကဒီကုမဘောတော့ကြ။ဒါကြောင့်ဒီလိုများတယ်လို့ဘာမှငါယူမရှိဘူးလို့ပယ်ချလိုက်။ပယ်ချလိုက်။ဒီလိုများတယ်လို့ငါယူမရှိဘူးလို့ပယ်ချလိုက်။သဘောပါ။ကြံမင်းနဲ့တရားဓမ္မတွေနော်။ခင်ဗျားတို့အခုရှိပါ။ခင်ဗျားတို့ကျွမ်းသွားမှရှိပါတရားဓမ္မတွေ။အဲ့ဒီယောနာလောကကြီးကိုအဲ့လိုဝိသရာမြဲလားလို့မေးတော့ဘုရားကလည်းရှိ။မြဲလားလို့ဘုရားကမေးလိုက်တာကြားရခြင်းဖြင့်ဘုရားတော်ကိုဘူးညာ။ပါဠိလိုသုံးတော့နော်။ဒီယူနာမေဝါဘူးကွာ။တော့ကြဒီယူနာမေဝါအဖြစ်လို့ပဲ။ဘုရားတို့မြင်တယ်မလား။မြင်ပါဗျာ။ဒါဘုရားဖြေတယ်ကဘုရားမေးတာရင်ဒကာဓမ္မတွေမှတ်ပါနောက်ဆုံးမိနိဗ္ဗာန်ရောက်လာတယ်အဲ့ဒါလည်းမြဲသလားမြဲပါဘူးဒါကဘုရားမေးဘုရားလောကမမြဲဘူးလားလို့ဒုတိယဘုရားနဲ့မေးလိုက်ဒီယူမမီဘူးပါရင်းနေမမြဲတယ်ကြီးလေမမြဲဘူးလို့ခေါ်ရရင်တော့တဲ့မမြဲရင်သင်္ကြန်ဒါလည်းယုံနာလောကဆုံးရင်ဘာမှမရှိဘူးဆိုတော့ဥစ္စေကလေးယူသွားလိုက်သွားလို့ရှိရင်ရှင်ကဘာမှမရှိတဲ့ဥစ္စေကပဲသူယူသွားဒီလိုမျိုးရဲတယ်ဆိုသူတတ်တယ်ပဲဒါကြမမြဲဘူးလို့ဘုရားကပြောလိုက်လို့ရှင်ဒီကနေ့ဘောနာတယ်ဒီဒိဋ္ဌိနှစ်ခုခံနေနေပါရပါဘာကြအဲ့ဒါလည်းရမှာဘုပု္ပ္ပာကင်းချက်ပြီးတော့သံဃာကဘုရားရှားရှိတယ်လို့မယူနဲ့နိဗ္ဗာန်ကိုပေါ်သိခြင်းမင်းဒုက္ခလောကဟာအဆုံးရှိသလားလို့နေတော့ဒီလိုလည်းငါယူမရှိဘူးကွာဘာကြလဲဒုက္ခလောကအဆုံးရှိတယ်လို့ဘုရားမေးတော့ဒီလိုငါမြင်ဘူးလေဘာကြလဲဒါလည်းဒုက္ခလောကမဆုံးတော့ဘူးလားလို့မေးတယ်ဘုရားမေးဖို့နဲ့ကြုံမကြုံဘူးလားအဲ့တော့ဒီရောနာမည်ဘူးလို့ဆိုတာဓမ္မတွေအဖြေပေးလိုက်တယ်ဗျာသဘောပါကြဒါမပေးရတော့လို့ရှိရင်ဒီယူငါယူလဲဆိုရင်ဘာကလည်းဥဒေကတခုခုကဘုံငါယူတော့မယ်ဒီလိုလားအဲ့ဒါကြောင့်သူ့ကြောင့်ကြတယ်ခိုင်းတာနဲ့ပဲအဲ့ဒါကလုံးချင်းပြောင်းလိုက်ဆိုမဆုံးနိုင်တဲ့အတွက်ဓမ္မတွေနားလဲတဲ့အမေသူစချက်မေးတာဘိုးကလေးသိရပြီးတော့နာမည်ရပဲပြောနော်ကျန်တော့တယ်ခင်ဗျားတို့ကလည်းဒီမရှိလို့ဘုရားမဟောတော့ပါဘူးငါကြီးရကစားပါမလို့နော်ဘတ်တော်သိရင်ဖြစ်သေးသလားလို့နေတယ်ဟာဒီငါမီဘူးလေဓမ္မလည်းခုမေးရပါလေဘုရားကလည်းဒီငါမီဘူးလေဒီတန်ဘတ်တော်ပါရလားအဲဒါခင်ဗျားတို့တော့ချက်တယ်ပေါ်လာဘောကမကျင်ခင်ဗျားတို့ကိုဖြုတ်ခင်ဗျားတို့ကိုအဲ့လိုဆက်ဖြစ်တယ်ဒီလိုကအဲ့ဒါဆိုတော့သိထားလေးကပုံမှန်ကြံလို့ရှိရင်ငါဓမ္မနဲ့ငါနဲ့လုံးပြီးစီကံဖြစ်နေကြီးလို့ဘယ်လိုဖြစ်ရကြီးလဲဘတ်တော်သေးရင်ဖြစ်သေးသလားလို့မေးတော့နောက်ထပ်ဖြစ်သေးသလားလို့မေးတော့ဘုရားကဗါလဲဘတ်တော်မှမရှိဘဲနဲ့ဖြစ်သေးသလားဆိုတဲ့ကံမေးဖို့လိုသေးတယ်ဒါကြောင့်ဒီငါမီဘူးဆိုတာအဖြေအမှန်မှန်ထားမှန်မလားဒါကြောင့်ဘုရားဆက်နေဘတ်တော်သေးရင်မဖြစ်တော့ဘူးလားဒီတော့ဘတ်တော်ပါရဲ့အဲ့မဖြစ်တော့ဘူးလားမေးတဲ့ကဒီဘုရားရင်တယ်လို့ပြောမှာမီဘူးလို့ပြောဒါပြန်ဒီတော့ပြီနော်သာဝကလည်းမေးတယ်ဘတ်တော်သေးလို့ရှိရင်ဗျာတဲ့ကတ်တယ်လည်းမောင်းမိပါနဲ့ဖြစ်စီတည်းမဖြစ်စီတည်းလားလို့မေးတယ်ဒီမိကလာတိကိစ္စတဲ့ပဒနာလေးကိုမေးတယ်ဒီငါမီဘူးကွာဘာကြောင့်
မျိုးကလည်းဆက်ပြီးသတ္တဝါတွေလို့ရှိရင်မဖြစ်ပြီးမဟုတ်ဖြစ်တယ်အောင်များရှိသေးသလားဒီယူရနာမျိုးကမလာလို့ရပါမေးတယ်ဒီတိတိတော့မပေါ်ရရင်လည်းဘုန်းကြီးကနားလေခင်ဗျားတို့ချုပ်မှာဆိုလို့နော်အဲ့ဒါနဲ့မေးလိုက်တော့ဒီယူမျိုးလို့ပဲကြားဖြေလိုက်သဘောကျအဲ့ဒါလည်းအမှန်သတ္တဝါတွေဖြစ်သေးသလားဒီယူမျိုးလို့ပါမဖြစ်ရင်ခင်ဗျားတို့အုပ်စုရဖြစ်ပါလားအတော်ကြသွားလိမ့်မယ်ဒီလိုကိုမြင်နဲ့အတော်ခက်တာဘာလို့အရင်ဖြစ်သေးသလားဒီမျိုးဘုန်းကြီးပြောလို့လိုက်နေတာနော်ဒီကတော့လည်းဘယ်နဲ့သွားဖြစ်ပါလဲတော့ခင်ဗျားတို့ကိုရှိတယ်ရှိတယ်သူတို့ဘာလို့တော့ဒီကဘေးဘယ်ညာလားလေမလာဘူးလားသတ္တဝါကပါရလားဘယ်ကလားကြပါရှိသေးရဲ့အဲ့ဒါခင်ဗျားတို့ဟာလေးရှိနေလို့ဒါသောသောကျင့်မိတ်တရားပေါ်ကြလားဒါကြောင့်ဘုန်းကြီးတရားဘုန်းကြီးတို့ကသုံးလေးကပေါ်ရမှာခင်ဗျားတို့လူရင်းစိတ်ရှင်းပြကြရည်နဲ့ရတယ်မှာဟုတ်တယ်။ဒီနေရာမှာဘုရားကခေါ်ရမှာသူကအဆင်ပြေသွားမင်းမပြေဘူး။အခုကကဘာလို့ကံရတယ်တော့ထိုက်တာဘူးဘယ်တော့မှမကဲရအောင်တော့ဘယ်လိုအပြင်ဖြစ်သေးလား။ဒီနေနဲ့တော့ဘယ်လိုပါရလား။ဘယ်လိုမှမရှိဘဲနဲ့ဖြစ်သေးလားဆိုတဲ့စကားသုံးဖို့လိုသေးလား။ဒါပြန်ဘယ်လိုအပြင်မဖြစ်တော့ဘူးလား။ဒီလိုနဲ့ဒီယူကိုမြင်နဲ့ဒီယူနဲ့ငါသိလို့ဒီဥစ္စာတွေဒီဖြစ်တော့ဖြစ်တယ်လားဘောပါရဲ့သတ္တဝါတွေဖြစ်ကြည့်တယ်မဖြစ်ကြည့်တယ်လားလို့မေးရင်ဒီလိုသူဖြစ်တယ်လို့ပြောမှာပဲဒီလိုနေနဲ့သတ္တဝါပါလာတဲ့ကမေးတဲ့စကားလည်းမဖြေရမ်းရှိဘူးဘောပါသတ္တဝါနဲ့မေးတဲ့စကားလည်းဖြေရပါရဲ့လားမဆိုတော့သတ္တဝါရှိရဲ့ဒီမှာကမ္ဘာတန်ကသိကြမှာနေတယ်မှာဒါသိရေးကြည့်တဲ့စကားတွေနော်သိရေးကြည့်တဲ့စကားတွေလွယ်တဲ့စကားမဟုတ်ဘူးသူကသတ္တဝါနဲ့ကြီးလာတယ်ဒီဘောသတ္တဝါမရှိတာသိဆောင်တာရှင်းတယ်တော်ကြဒီဟာဟောရတော့မယ်ဆိုတော့မိဘမဟောရတယ်မရောက်ဘူးသူ့ကိုတော်ရင်လေးစီမလေးတယ်မလားဒါပြန်ဒီဘောမှာတဲ့ကျုံမဲတာဒီနေဘူးလို့ပြောတယ်ဒီဘာဖြစ်တတ်တယ်လို့သူလေးလာတဲ့အရင်ရင်ဘာဖြစ်တတ်တယ်လို့ဓမ္မလည်းမဲဘမှာမကျုံဘူးလားကျုံတဲ့ခါကျတော့ဒီလို့ရှိရင်ကွာတဲ့ဒိဋ္ဌိဒီဆိုခရီးခဲရောက်တယ်သဘောပါလားဒီရင်သာရကုန်းကြာရဒီရင်ဒိဋ္ဌိကမှရင်းနေလားဒီရင်ဒိဋ္ဌိဖြစ်သွားကွာလို့ခေါ်လိုက်ဒိဋ္ဌိယူဖြစ်သွားသဘောပါဘုရားမရှင်းတော့ဒီရင်ဒိဋ္ဌိဖြစ်ပြီလို့ဘုရားပြောလိုက်ဘုရားမရှင်းတော့ဒါနဲ့ရှင်ကြီးကတော့အရင်ပြောစမ်းပါသူ့ရင်ကတော့မဟုတ်ဘူးပြောတာကိုရှင်ကြီးကတော့အရင်ပြောစမ်းပါတဲ့ရှင်ကြီးကတော့ဘယ်ဒိဋ္ဌိယူကလေးနာဒိဋ္ဌိယူဘောတဲ့ဘာလို့လဲကျုပ်ကလေးကပယ်ခဲ့ပြီကွာငါဒိဋ္ဌိယူမရှိဘူးတဲ့သဘောကျလားဘုရားယူတယ်ယူရရဒီပါဘာလို့လဲကျုပ်ကလေးကပယ်ခဲ့ပါပြီတဲ့ဒါပြဗျာတဲ့ရှင်ဘုရားဒိဋ္ဌိယူဘူးဆိုတော့ရှင်းဖြင့်ရှင်ဘုရားယူတဲ့အယူတစ်ခုတတိတော့သိရဲ့တစ်ခုကိုယူရဓမ္မကသံဃာဘုရားနဲ့စကားတော့ပြင်းပြင်းနဲ့မနာကြပါနဲ့သေချာငါးကြီးနဲ့နာမလေးပေါ်လာဒီမရှိဘူးလားကိုသုံးနေတဲ့တရားဒီမှာသိကြည့်တယ်ဆိုတော့မှတ်တတ်သမှာဘာဝံကလာလို့ရှိရင်ခုပြောတဲ့တရားမျိုးဘုန်းကြီးဟောတဲ့တရားမျိုးခင်ဗျားတို့လဲတယ်မပြောနိုင်လို့ရှိရင်ခင်ဗျားတို့ကိုယ်နဲ့လက်ချလေးဖြစ်မရှိဘူးလားဗျာဒါလည်းဒီလိုကလူရဲ့အယူတွေကမယူဘူးဆိုတော့ရှင်ကြီးကအယူပြောစမ်းကျွန်တော်တို့ယူရဲ့ယူကဒိဋ္ဌိတွေလို့ရှင်များပြောတာအရှင်ရဲ့အယူလာကပြောစမ်းဆိုတော့မာရဟောစိတ်ကလေးကဖြစ်တယ်စိတ်ကလေးကချုပ်ဒီလိုပါဓမ္မရဲ့နေဝေဒနာလေးကဖြစ်တယ်ချုပ်တယ်ဒီစိတ်လေးကြတာ
နာရဲကြတယ်နော်ရုပ်လေးကြတယ်နားဒီလိုဒီကတော့ပါဘာကြဒါဖြင့်ခင်ဗျားတို့ဖြစ်တဲ့ရှုခိုင်းတာဘယ်လိုယူပါလဲတော်သေးဒီစလုံးအကြောင်းမိတာကဒီစလုံးအကြောင်းမိတာဒီစလုံးအကြောင်းမိပါပဲဆိုတာဓမ္မတို့ခင်ဗျားတို့ဘုရားဘာသာဖြစ်သွားပြီဖြစ်တာနဲ့ပြက်တာလည်းရှိတယ်လို့ဘယ်လိုနဲ့ယူလိုက်သိတယ်ဖြစ်ပြပါသစ္စာလို့ကြည့်သိတာပါသစ္စာခင်ဗျားတို့ယူကဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့အမှန်သိတဲ့အယူပါခင်ဗျားတို့ဘုရားဘာသာအယူဒီကြမှာပေါ်လာကဲဘာလို့လဲဓမ္မတရားဝင်ငြိမ်းခံအောင်ပြုလေးနဲ့တော့သိလားဒီတရားမျိုးမနာရပါဘူးဆိုရင်ခင်ဗျားတို့သိကြလားမဟုတ်ဘူးဒါကလည်းရုံးရင်ဒီတရားမျိုးတော့မနာရပါဘူးဆိုရင်အကုန်ပါလိမ့်မယ်တင်တတ်တော်ကြလို့ရှိရင်ဘာများသွားဖြစ်ပါလိမ့်မလို့ဆိုတော့တတ်တော်လည်းမရှိဘူးဘာသွားဖြစ်ပါလိမ့်မယ်တခုခုတော့ဖြစ်မှာပဲလေမလားဘူးလားအဲ့တော့တတ်တော်လည်းမရှိဘူးတခုခုဖြစ်เสียလည်းမရှိဘူးအဲ့ဒါကလည်းဆွဲရသည်ကလည်းရောက်ရအမြဟေးဆိုပွားရင်ရင်းပြီလားရောက်ရအမြလေဘာကြရဒါပါလေဒီပါလေကိုမကိုဖားလိုက်ခြင်းတဲ့လူကြီးလူเจ้าကကောင်းကောင်းမသိခင်သေသွားချင်ဘယ်အမြရောက်ပါလိမ့်မယ်အဲ့ဒါနေရဘူးလေလူကတော့ကိုဖားဆိုတာယဉ်ကျေးအောင်သုံးတယ်အဲ့ဒါကတော့ဒီဘက်တော်လေးကျေများသွားပါလိမ့်မေးရမေးမှာပါရင်အဲ့ဒါပါရင်ပါလေဒိဋ္ဌိယူမိစ္ဆာကြောင့်မလဲပါနဲ့တော်ပြီဒိဋ္ဌိယူမိစ္ဆာဆိုပြင်းထန်ကောင်းတာဒိဋ္ဌိယူဆိုရင်မိစ္ဆာတော့မရောက်သဘောကျဒီယူကိုခင်ဗျားတို့ဒီတည်းမဲရှိသူကြီးတွေကလည်းသတ်တော်တော့ဒီလိုချင်းရောက်ချင်လို့ရောက်တာပဲလို့ဟောထားတဲ့အဲ့ဒီယူကိုမသွတ်ပါဘူးဆိုလို့ရှိရင်နိဗ္ဗာန်ခင်ဗျားတို့ဒါရွှေရရွှေလူကြီးကိုတပည့်ပတ်တဲ့ရွှေတွေခတ်နိုင်ကြတမ်းကြပတ်ကဘောကနိဗ္ဗာန်မရဒီနေ့ယူခံနေရပါဒိဋ္ဌိကနိဗ္ဗာန်ကံကြတာဘာရဒိဋ္ဌိကဘာကံကြတဘလို့ကြောက်ကြအောင်ဒါဖြင့်ခင်ဗျားတို့အမှုကိုနောက်ထားဒိဋ္ဌိပါတာရှိလို့သဘောပါရအလူကံလို့ဒိဋ္ဌိကိုဒိဋ္ဌိပါဘူးမှပြုပါဒီလိုဗမာလေးဘုရားဘာသာတွေမှာကဲဆရာတော်မတွေ့တော့ခင်ဗျားတို့ဘယ်တော့မှာလဲဆိုတော့ပေါ်လာခင်ဗျားတို့ဘယ်နဲ့ကျလူကိုရှိခံဒိဋ္ဌိမပေါ်ဘူးဒါဖြင့်ဒိဋ္ဌိရှိရင်လည်းလူတော့ဘယ်လိုလူလို့ဆိုမလဲလူတို့မပြောနဲ့ကြည်ရဘူးဒိဋ္ဌိဘူးဒိဋ္ဌိကဘာလူလဲဘွားဒီဒီကိုဆိုနေမှာမရဘူးနိုင်ရလားဗျာဒါဘုန်းကြီးကအခွင့်လေလာလို့ကပြောရတယ်ဒီစကားသုံးဖို့တော့ခင်းအခုတော့ကွက်မလဲရင်းလားပတ်တော်ရီကံပါရလားဘုပတ်တော်ရီမှန်းပြီးသူလဲအောင်ပဲဆိုတော့ဘာကြောင့်ဘာရင်းနဲ့ထူလိုက်တာနိဗ္ဗာန်မရဘူးသိချင်နာရဒုတိယနိဗ္ဗာန်တော့ဘာကြောင့်လို့ဒီနေ့ကနိဗ္ဗာန်ကံပဲဘုဒ္ဓမကံတော့သဘောပါရဲ့ဒီကဘာလို့ကံလဲနာရဒုတိယနာရဒုတိယရောက်တဲ့ကုသိုလ်တော့ဖြစ်ပါရဲ့တဲ့နိဗ္ဗာန်ရောက်တဲ့ကုသိုလ်မဖြစ်ဘူးပေါ်လားရှင်းရှင်းပြောတာလေအဲကြောင့်ဒီတရားမျိုးကိုဒကာဓမ္မတို့မနာရတော့ဘူးဆိုလို့ရှိရင်တဲ့ဒိဋ္ဌိကသာလို့ခေါ်ဖို့ပဲရှိတော့မနဲ့ဆိုကြကြောက်ကြကြည့်ပါလားအဲဒါမနာတော့ဘုရားရှင်ကိုရမကြီးကရတ္တဝတ္တညာနာယသတ္ထာပရိပိတဘော1900နဲ့92ကြိမ်မှာဘုရားမှာကဒိဋ္ဌိခေါ်ရတဲ့ဆရာကိုရှားရှားကမ်းပါဆိုတာဘုရားက45ပါးသက်ရှိမှားတယ်က1992ကြိမ်မှာဒိဋ္ဌိခေါ်ရတဲ့ဆရာရှားကမ်းပါရှားဘူးမှလည်းဆောင်ကဲဘယ်1992ကြိမ်နဲ့ဓမ္မဒိဋ္ဌိခေါ်ရတဲ့ဆရာရှားကမ်းပါဆိုဘယ်နှကြိမ်လဲတော့
ဘုရားကအသက်လောက်ရှည်သွားတယ်ကဲ45နှစ်အတွင်းမှာ1990ကြိမ်ပါတယ်ဆိုတာရေးကြည့်မကြည့်ဘုရားကငါနဲ့တင်းလို့ကမသိလို့လားငါပြောငါခုမပြောချင်ဘူးကွာသူထုံးတာအခေါ်နဲ့အမှန်ပြောလို့ရှိတာငါခရိုင်ဝတ္တရားအဲ့ဒီကိုယ်တော်ကြီးကဘယ်တော့ပြောပါဒိဋ္ဌိပါရတဲ့ရှားသမ်းမှာကွာငါမရှိဒီနောက်ဘယ်တော့လေးကြီးလို့အမှန်ကြီးတော့ပေါ်လားဒါခင်ဗျားတို့၆တာတော့ပွားကြည့်ပါဠိတော်ပြန်1990ကြိမ်ရှိမှားတော့ရတဥဒ္ဒညာနာယပဋ္ဌပရိဝိတ္တဘောဆိုပြီးတဲ့ရိုက်က30ကြိမ်အလားတူတွေက190နဲ့1990ကြိမ်မှာဘလို့မှားတယ်ဆိုတော့ဒီမှာတည်းရိပ်နေဒါပြန်သတ္တဝါပင်ဘာလို့ပါလဲမလို့ဆိုရင်ဘယ်လိုယူအဲ့ဒီသတ္တဝါလေးညီမပြီးအမျှလေးမင်းကြီးရတဲ့သုံးနေရှိဒုမမေဘူးဆိုတာလည်းပါပါလိမ့်တယ်တရင်ကလည်းငါ့ကိုပါတော့ဒီလိုတော့ငါကြက်တော့ပြရတယ်မဲတော့ဒီလိုကိုထိနေကြပြရတယ်ရင်းပြီလားအဲ့တော့ခင်ဗျားတို့အမှန်ပြအောင်လို့ပြောပါလေခင်ဗျားတို့ကြော်ညာလာတော့မကန့်တော့ပါဘူးမသိလို့ကြော်ညာလာကိုသိပြီလားတဲ့တော်လည်းနေရာမတို့ဘာလို့မရောက်ခင်ကိုရမေကြီးကရှင်ပြားတဲ့ခုနကရေးရမဲလာတာတွေအမှန်များပါပြီတဲ့ရှင်ပြားအယူကပြောပါတော့ငါယူကတော့ဘာလဲဟောယုတ်တရားဖြစ်ဖြစ်ဝေဒနာတရားစိတ်တရားဖတ်တာတရားငါကဖြစ်တဲ့အယူရှိတယ်အခုဖြစ်ပြီးပဲလာယူလိုက်ဟုတ်ပြီဒါနဲ့ဒီကတော့မှဒီဖြစ်တဲ့လို့ဘယ်လိုလဲဒီအာလုံယုံနာတွေကဖြစ်တဲ့လို့ခင်ဗျားဒီလိုယူကိုယူတယ်ဒီလိုပွားများနေရှိတာငါယူလို့ရှင်ပြပြောတာသဘောကျပါတယ်ဒီယူတော့ဘာဖြစ်တယ်လို့ဒါတက်နေတယ်ရှင်းနေလို့ဖြစ်ပြီးထွက်လာတာလေဒီလိုရှင်းနေပါနေတာမပြောတာဒါကမှတော့ဘာလို့ဒီလိုထပ်ပြီးထွက်လာတာပဲသဘောပါလားဒီဖြစ်တဲ့အယူတော့ဘာများကျေးဇူးရှိလို့ဒါကမှတော့ရှင်းပြငါစိတ်ကလေးကဖြစ်တယ်ဆိုတော့ခဏတော့သိရပါလားမဲ့ဆိုတော့ကနာမာနဒိဋ္ဌိသာလေးဒီဖြစ်တဲ့ဘိုးကသိတဲ့ယူလိုက်လို့ရှင်ကနာမာနဒိဋ္ဌိချုပ်တဲ့ယူပါငါယူပေါ့ပေါ်ကြဒါဖြစ်ပြဆိုရင်သိတာပါသိတာဒါလည်းယူကမဲ့နဲ့ရှိတဲ့ယူပေါ့ဗျာအဲ့တော့တရားတဲ့ရှင်ပြကဖြစ်တဲ့ကိုသိတဲ့ယူပါရှင်ပြအယူလို့ဆိုတော့ဘာကျေးဇူးရှိလို့ဆိုတော့ကနာမာနဒိဋ္ဌိချုပ်သွားပေါ်ကြပါလေဒီကနာဥပါဒံကမ္မဘဝမချုပ်ဘူးဒိဋ္ဌိပါဒံဟုတ်ဒိဋ္ဌိအုပ်ချုပ်တဲ့ကံဟောမာနုပါဒံမာနအုပ်ချုပ်တဲ့ကံဟောတောင်းတဲ့ချုပ်ပေါ်လေဦးလားဘာချုပ်ကြလဲလို့တန်မြဲချက်တဲ့တရားရှိသေးရဲ့အဲ့ဒါငါ့ရေဘယ်ဝါဒကမှပေါ်လာပေါ်လေဦးလားဓမ္မလားဘယ်ဝါဒလေယုံနာကိုဖြစ်ပြလို့သိတယ်ယူပါဘယ်လိုယူပါလဲဒါကြောင့်ဒါပြန်ခင်ဗျားတို့ဘုရားအလုပ်ပေးတော့ဖြစ်ဖြစ်ရှိကြအေးဆိုတာမှားတယ်ဒါကြောင့်လည်းကောင်းကျင်တာဘုရားတက္ကိနဲ့ကလာပြီဒါမှမဟုတ်အရင်ကနေတော့ခင်ဗျားတို့ကကြမ်းလို့ထောနေလို့ရှင်းပြရတာရင်းနေပါအခုမှဘုရားကြီးပေါ်လာဘောပါရဘုရားခင်ကိုလည်းဘုရားကဘာဖြစ်လို့ဖြစ်ပါလိမ့်လို့ဆိုရုံနာဖြစ်တဲ့ရှိလို့မက်စစ်တယ်မက်စစ်လို့ပတ်ပြန်စားပြီးတော့ဒီလိုဘုရားမှာနိဗ္ဗာန်ရောက်သွားတယ်အကျမ်းပြောသဘောကျဘုရားယူပါလိဒကာဓမ္မတွေဖြစ်တဲ့ရှိတဲ့ယူပါဘာယူလို့ရှိတယ်ဆိုတော့ဘယ်နဲ့ကြည့်ကြသနာဝရကမ္မဘဝမသိဘူးလားဒိဋ္ဌိပါဒံဒိဋ္ဌိဥဒ္ဓတဲ့ကံရောမာနုပါဒံမာနဥဒ္ဓတဲ့ကံရောအဲ့ဒီသုံးခုရောပါလိုက်တော့ပပိစာချုပ်တဲ့ဝါရကမဝါရကသဘောပါလားပါဝါရရဲ့ဒါကဓမ္မတွေပပိစာဆိုတာသံဃာ
လာကိုဒီဘက်ကျူအောင်လုပ်တာဟုတ်လားဒီဘက်ကမှဒီဘက်ကျူအောင်လုပ်တာဘာခေါ်ကြဒီဘက်ကဒီဘက်ကျူအောင်လုပ်ရဒီဘက်ကဒီဘက်ကျူအောင်လုပ်ရဒါအဝိနည်းကျအောင်လုပ်တာပါပဲသာပေါ်သေးဘူးလားဒီနေ့ဒီကခိုင်းကြရတဲ့စာပေါင်းများစွာအသားပါတယ်လို့မှတ်ပါမှန်ဘူးလားအပါတော့ဒါကြီးတော်လို့ဆက်သိရတာဘူးဗျဘုရားလည်းဒီကောင်ကဒီကောင်ကြီးတော်များတော့ငါနေတာပြီဒါပေမဲ့အဲ့တော့မှလည်းဘုဒ္ဓမာတော့မရောက်သေးဘူးဘာကြောင့်ဒီကဗာဏိကနကပေနာတော့ရောက်ပြီရင်းနေမလားဘုရားကလောကဝိညာဉ်လို့လို့ဘုရားကလည်းဝိညာဉ်ရတာဖြစ်ပြီဖြစ်ပြီလားဘုရားပေနာတော့ဘာနာလေးရင်မေးရဟုတ်ကဲ့ဒီတော့ဗာဏိကနကပေနာလေးဟောနောက်ရတဲ့ကျမ်းမှာဘုရားကလောကဝိညာဉ်ရတာဖြစ်ဒီကဟောရပါဘောကြရခိုင်းပါနဲ့နိဗ္ဗာန်ဟောမယ်ဆိုပြီးရှင်ကနိဗ္ဗာန်ကိုမပါသေးဘူးခင်ဗျားတို့လည်းမှာပဲသိသေးမလဲဘူးလားနိဗ္ဗာန်မပါသေးဘူးလို့ခင်ဗျားအခုလည်းမဟုတ်လားဒါကပါရမသိသေးဘူးဘာမှမရင်လည်းမသိဘူးဘယ်တော့မှကလေးနာပေါ့လို့ရှင်းနဲ့ပါလို့တော့မသိပါဘူးဒီလိုနဲ့ဓမ္မသိကြကိုဘုရားဉာဏ်တော်သိတယ်ယူပါဘလို့ယူပါလဲအရှင်ဘုရားကဒီလိုယူတော့ဘာရှိသူရှိတဲ့ဘုရားကမေးလိုက်ဘာပြန်စားချုပ်တယ်ကွာဆိုတော့နိဗ္ဗာန်မပါဘူးဗျအဲ့ဒါကတော့မသိဘူးနိဗ္ဗာန်မပါသေးဘူးဘုရားနိဗ္ဗာန်စဟောတယ်လို့ပြောနေတယ်ဘုရားရှင်မြေအောင်ရှားရေးတဲ့ဘုန်းကြီးချုပ်ရဆုံးနေမှာဗျတော့ပါနေတယ်တော့ဝတ်ကြအစိမ့်မပါဘူးဘယ်ရအစိမ့်မပါဘူးတဲ့ဓမ္မတော့ဝတ်ကြအစိကနတ်ပြည်ကမှာပါမယ်ဒီလိုချာချာကဘုရားကဘုရားအရင်ကိုပေါ်ရင်မဟောနေတယ်ဘုရားကြီးကပါပါလိုက်ဓမ္မတော့ဖြစ်သိတဲ့အယူဟာဒါလည်းဘာကျေးဇူးရှိတယ်ရှင်ကြဒီတော့ဖြစ်သိတဲ့အယူယူတော့ဘာကျေးဇူးရှိတယ်နိဗ္ဗာန်ပင်စားဆိုတာနိဗ္ဗာန်ဘာပင်စားဆိုတာကချက်တာကိုနိဗ္ဗာန်ပင်စားဆိုတာဘာပင်စားမရှိတာဆိုတယ်နိဗ္ဗာန်ပင်စားဆိုတာနိဗ္ဗာန်ကိုခေါ်တာဘောပါဘုရားနိဗ္ဗာန်ကတော့လောလောပေါ်လာဆိုတော့အော်ဘာပင်စားမရှိတာနိဗ္ဗာန်တော့မှတ်ထားရမယ်ဒါပြန်ဘာမှမပါနိုင်ဘူးလက်ပြန်ဟောရတာကဒီသူနောက်ကဆက်မျိုးဒီကတော့ပြောလို့နားမလည်ဘူးခင်ဗျာနိဗ္ဗာန်ဘုရားလည်းမနဲ့သင်ကြတယ်မလဲလို့ကြအဲ့ဒီနေမှာခင်ဗျားတို့နိဗ္ဗာန်ကြာရနာရှင်းမယ်ပြီးတော့ပတ်တင်ဆိုချုပ်တာနိဗ္ဗာန်မှတ်ပြီးကြံကြတော်ဝင်နေပြီ